လင်လောက်တဲ့အချိန်မှာရွှေတွေလူရက်ခံရမှာဆိုပြီးတော့ဆိုင်တကားကိုပိတ်ချလိုက်တဲ့အတွက်ဆိုင်အတွင်းမှာရှိတဲ့ဝန်ထမ်းတွေအားလုံးကိုတေဆုံးစေခဲ့တဲ့ပြည်မနာမျိုးကတင်းရွှေစင်ရတနာရွှေဆိုင်နေပြည်တော်ပြည်မနာမျိုးရှိတင်းရွှေစင်ရတနာဆိုင်ခွဲမှာငလင်လောက်ခတ်ချိန်မှာ၎င်းတို့ရဲ့ရွှေတွေကိုလူရက်ခံရမှာဆိုပြီးတော့တကားပိတ်ချလိုက်တဲ့အတွက်ဆိုင်အတွင်းမှာရှိတဲ့ဝန်ထမ်းများအထဲမှာပိတ်မိတေဆုံးသွားကြောင်းသိရပါတယ်ပသိမ်မြို့တင်းရွှေစင်ရတနာရွှေဆိုင်နေပြည်တော်ဆိုင်ခွဲမှာငလင်ကြီးလှုပ်ခတ်ချိန်မှာဆိုင်ရှိတာဝန်ရှိသူများဟာဆိုင်ကန်တကားကိုပိတ်ချလိုက်တဲ့အတွက်ဝန်ထမ်းတွေကထွက်ပြေးခွင့်မရတော့ဘဲတိုက်ပြိုကျတဲ့အထဲမှာပိတ်မိသေးဆုံးသွားတယ်လို့အနီးပတ်ဝန်းကျင်မှာရှိတဲ့ဒေသခံတွေထံမှသိရပါတယ်။အခုအခင်းဖြစ်ပွားပြီး၄ရက်မြောက်တာတော့တည်တဲ့လူတွေရဲ့အိမ်ကိုဆိုင်ရှင်ကမဆက်သွယ်သေးဘူး။နိုင်ငံခြားခရီးစဉ်ထွက်နေတယ်လို့ပြောတာပဲ။ငလင်လှုပ်ချိန်မှာဆိုင်တကားကိုပိတ်ချခံလိုက်ရတော့တိုက်ပြိုတဲ့အထဲမှာအကုန်ပါသွားတာ။ရွှေတွေကိုပဲအရာယူထုတ်တယ်လို့သိထားတဲ့ဟုဆိုကဒေသခံတအူးကပြောပါတယ်။ဒီဆောင်သွားတဲ့ဝန်ထမ်းတွေထဲမှာအမျိုးသမီးဝန်ထမ်း၈ဦးအမျိုးသားဝန်ထမ်း2ဦးပါဝင်ပြီးကိုဝန်ဆောင်မိခင်တအူးလည်းတည်ဆုံခဲ့ကရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကတော့ငလင်လောက်ခတ်ပြီးတဲ့နောက်လုံခြုံရေးအင်အားအပြည့်ချကရန်နာများကိုရှာဖွေမှုများဦးဆုံးပြုလုပ်ခဲ့ကြပြီးဝန်ထမ်းတွေရဲ့အသက်လုံခြုံရေးကယ်ဆယ်ဖို့အတွက်စီစဉ်မှုကတော့နောက်ကျခဲ့တယ်လို့သိရပါတယ်။တင်းရွှေစင်ရတနာဆိုင်ပိုင်ရှင်တော်တင်ဟာဝန်ထမ်းတွေရဲ့မိသားစုဝင်တွေကိုချိတ်ဆက်သွယ်ခဲ့ခြင်းမရှိခဲ့တာကြောင့်မိသားစုဝင်တွေဟာနေပြည်တော်အထိကိုယ်တိုင်ရောက်အောင်သွားခဲ့ကြရပြီးတည်ဆုံးသူဝန်ထမ်းတွေရဲ့ဓာတ်ဘော်ဒီကိုရှာဖွေခဲ့ကြကပသိမ်ကိုပြန်လည်တည်ဆောင်ခွင့်မရရှိခဲ့တာကြောင့်နိုင်ရီကားကို8000ကျပ်ပေးကမိသားစုဝင်တွေကတေချာဂယူးဆိုင်တကြိုခွင့်မရဘဲတည်စရင်ယူစီပင်တရားကိုသွားပြီးကိုယ်စီစဉ်တဲ့ကိုတကြိုခဲ့ရတယ်လို့လည်းသိရပါတယ်ဒီကနေ့ဆိုရင်တော့ဖြစ်စဉ်ဖြစ်ပွားခဲ့တာ၄ရက်မြောက်ရှိခဲ့ပြီးအသက်သေဆုံးတဲ့ရွှေဆိုင်ဝန်ထမ်းတွေရဲ့နေအိမ်တွေကိုရွှေဆိုင်ပိုင်ရှင်တော်တင်းကဆက်သွယ်လာခြင်းမရှိသေးပဲနိုင်ငံခြားခရီးစဉ်ထွက်နေတယ်လို့ပြောခဲ့ကောင်သေဆုံးသူကာယကံရှင်နာရေးအိမ်တွေကိုလည်းဒီနေ့ဒီချိန်ထိလာရောက်ခြင်းမရှိဘူးလို့သေဆုံးသွားသူဝန်ထမ်းတွေရဲ့မိသားစုဝင်တွေကပြောပါတယ်